Okay ကျွန်တော်အရင်ဗီဒီယိုမှာတော့ငါ make ဆိုကိုဒီဟိုပါဗောနော်ဒီ note တွေပြန်ဖတ်တဲ့အပိုင်းလဲရေးပြခဲ့ပြီးပြီဆိုတော့နောက်ထပ်ကျွန်တော်ဗာဆက်ရေးမလဲဆိုဒီမှာဗောနော်ဒီ note update လုပ်တာရယ် delete လုပ်တာရယ်ဆက်ပြီးတော့ရေးမယ်ဆိုတော့ကကျွန်တော်တို့ကဒီမှာဒီ dependency ထည့်ထားပေးလိုက်မယ်နော်ဘာလို့ဆိုတော့အဲ့ကောင်တွေကလည်းအကုန်လုံးဒီ login ဝင်မှတာလည်းရင်အဆက်ရမယ်ဆိုတဲ့ပုံစံမျိုးရှိမှာမလို့နော်ထားပါတော့ Okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဘာလုပ်မလဲဆိုတော့ server တစ်ချက် store ထားလိုက်မယ်နော်အရင်ဆုံးကျွန်တော်လွယ်တာတော့ delete လို့ရဆိုတော့ဒီ delete ကိုတစ်ချက်ရေးလိုက်မယ်နော် delete ကိုအရင်စရေးလိုက်မယ်ရေးမယ်ဆိုတော့ delete လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီမှာကျွန်တော်တို့ကဒီ delete note ဆိုတဲ့ကောင်ခေါ်လိုက်အောင်ပဲခေါ်ပြီးတော့ဒီကောင်ဘယ်လိုပြောမလဲအဆင်ပြေမပြေကြီးပေါ့နော်အဆင်ပြေတယ်ဆိုရင်ဒီကောင်ကို delete လုပ်ချလိုက်မယ်ဒါလေးပဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာဘာလုပ်မလဲဆိုတော့ဒီ route ကိုလာမယ် route ထဲမှာထားပါတော့ကျွန်တော်တို့က delete ဖြစ်လာပေါ့ delete ဖြစ်လာဆိုတော့ဒီမှာ away ဆိုပြီးတော့ delete note ဆိုပြီးခေါ်လိုက်မယ်ခေါ်လိုက်ပြီးတော့ဒီထဲမှာပါထိုင်တော့ note id ထည့်ပေးလိုက်မယ် okay ပြီးရင်ဘာလို့ဆို if delete ပေါ့ delete ဖြစ်သွားလားပေါ့ delete ဖြစ်သွားလားဆိုတော့ကျွန်တော် true လား false လားပေါ့နော်delete ဖြစ်သွားတယ်ဆိုရင်ဘာဖြစ်လဲဒါမှ delete မဖြစ်သွားလို့ဆိုဘာဖြစ်လဲဆိုတော့ condition စစ်တာအဲ့မှာကျွန်တော်ကဒီမှာ not deleted ဆိုပြီးစစ်လိုက်မယ်not deleted ဆိုပြီးစစ်လိုက်ပြီဆိုရင်သူအတိတ်ပဲဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီဘက်ကကျွန်တော်ပြန်လာတာကဒီမှာ condition တစ်ခုပြန်လာမလားအဲ့ condition true ဖြစ်လား false ဖြစ်လား true ဖြစ်တယ်ဆိုရင် not true ဆိုတော့ false ဖြစ်တဲ့ဒီအောက်ထဲဝင်လာကြအကြောင်းမရှိဘူးအဲ့လိုမဟုတ်ရင်တော့ဝင်လာလိမ့်မယ်ပေါ့နော်ဒါဆိုတကယ်လို့ဝင်လာပြီဆိုကျွန်တော်ကဘာဖြစ်မလဲဆိုတော့ဒီမှာ HTTP exception ကိုပြန် raise ထည့်ပြအောင်မယ်နော်ထားပါတော့ raise HTTP exception ဆိုပြီးတော့ကျွန်တော်ဒီမှာ status code ကဘာဖြစ်မလဲဆိုတော့ဖြတ်လို့မတွေ့ဘူးဆိုရင်တော့သိကြတယ်အဲ့ကောင်အဲ့ note ကိုမတွေ့လို့ပဲမတွေ့ဆိုရင်ဒီကောင်ကို for not found နဲ့ပြန်လိုက်မယ်ပေါ့နော်ထားပါတော့ no not found ပေါ့ဒီတိုင်းပဲရေးထားလိုက်မယ်ပြီးတော့ကျွန်တော်တို့ကဒီမှာ return ဆိုပြီးတော့တကယ်လို့ဖြတ်လို့အဆင်ပြေပေါ့နော်ဒီမှာ message တစ်ခုအနေနဲ့ return ပြန်ပေးလိုက်မယ်အဲ့ကောင်ကကြတော့ကျွန်တော်ဒီမှာno delete ဆိုပြီးတော့return ပြန်ပေးလိုက်မယ်ပေါ့နော် okay အဲ့ဒီထဲမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီကောင် response model က dictionary နော် response model လည်းဒါထည့်ရေးပြီးနော်ဘာ response ပြန်လဲဆိုတာဒါသိချအောင်ပေါ့ကိုကိုကြည့်ရတယ်သိအောင်ဒီ route ကိုလာကြည့်လိုက်ဗျာဒီကောင်ဘာ response ပြန်လဲဆိုတာဒါတန်တိတိုင်တာပေါ့နော် okay ထားပါတော့ဒါဆိုရင်ကျွန်တော်တို့က delete လုပ်တဲ့အပိုင်းပြီးသွားပြီဆိုတော့ကျွန်တော်တို့ကတစ်ချက်စမ်းကြည့်မယ်စမ်းကြည့်ရတော့ server တစ်ချက် run လိုက်မယ် run ပြီးတော့ဒီတစ်ချက်လာမယ်လာပြီးတော့ကျွန်တော်တို့ဒီဘက်ကောင်ဖြတ်မလဲဆိုတော့ထားပါတော့ဗျာဒီ note ဆိုတဲ့ကောင်တစ်ချက်ဖြတ်လိုက်မယ်ဖြတ်ဆိုတော့ note id ကိုယူမယ်ယူပြီးတော့ /note ပေါ့အဲ့ကောင်မှာကျွန်တော်ကဘာနဲ့သွားမလဲဆိုတော့ delete method နဲ့သွားလိုက်မယ်စမ်းလုပ်ကြည့်လိုက်မယ်method not allow ဆိုပြီးပြနေတယ် okay ဒါဆိုကျွန်တော်ကဘာဖြစ်နေလဲပေါ့အဲ့ဒါမှာ method not allow နဲ့ပြနေတယ်ဆိုတော့ကဘာ error တက်နေနိုင်လဲပေါ့တစ်ချက်စစ်ကမယ်ဆိုတော့ကဒီကောင်ကျတော့ delete method နဲ့လာရနော် /note id ကိုအဲဆိုကျွန်တော်ဒီမှာ postman ကဒီမှာ note ထဲက note id sorry ဒီမှာ note id ကိုကျွန်တော် plain ရေးထားသေးလားအဲ့ကောင်မှားနေရဒါဆိုရင်ဒီကောင်တစ်ချက်ဒီလိုမျိုးကြီးရဘာလို့ဆိုဒီကောင်ကဒီဘယ်လိုပြောမလဲဟောပေါ့သူက dynamic အနေနဲ့ဝင်လာမှာ data အမြဲ stable ဖြစ်နေမှာမဟုတ်အသေးဖြစ်နေမှာမဟုတ်ဗျာအရှင်ဝင်လာမှာမဟုတ်လို့ dynamic route အနေနဲ့ဒီလိုရေးပြရတာနော်ထားပါတော့အဲ့ကောင်လေးမှားစီနေပေါ့okay ဒါဆိုဒီကောင်တစ်ချက်ပြန်ပြီးတော့request ဆက်ကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာဗာပြနေလဲဆိုတော့ကဒီကောင်ကိုဗာလဲဆိုဒီမှာ note ထဲကဒီ id နဲ့ဝင်လာရင်တဲ့သူကဒီမှာ 422 unprocessed entity နဲ့ပြနေတယ်ဆိုတော့ကကျွန်တော်တို့ကဒီမှာဘာတွေဝင်လာလဲဆိုတော့ note id ဝင်လာတယ်ပြီးတော့ကျွန်တော်တို့ကဒီဟိုပါပေါ့ input ကနာဖြစ်နေတယ် note id ကဒီလိုဝင်လာရမှာဗျာ string နေနဲ့ဝင်လာတာnote node ဖြစ်နေတော့အမှစလုံးပေါင်းနေမားနေအဲ့ကောင်လည်းဟိုမမားစီတော့တစ်ချက်စစ်အောင်ဟုတ်လားဘာလို့ဆိုကျွန်တော်ကဒီမှာ node id ဝင်လာဆိုတော့ဒီ node ကဒီထဲဝင်လာဆိုတဲ့အတိတ်ပဲအဲ့လိုမဟုတ်ပဲ node node လို့ရေးလိုက်ပြီဆိုရင်သိကြတယ်ဒီကောင်ကဒီ request body ကပါလာမယ်ကောင်ဒီကောင်ကကျ parameter ပါလာမယ်ကောင်ဒီကောင်ဒီ variable name တွေတစ်ချက်3ထားဖို့လိုမယ်နော် plain ဟိုရေးချင်တာရေးလို့တော့မရအောင်ထားပါတော့ဒါဆိုတစ်ချက်ပြင်လိုက်ပြီပြင်ပြီးဒီကောင်တစ်ချက် request ပြန် send လုပ်ကြည့်လိုက်မယ်okay error တက်နေတော့မယ်422 unprocessed ပဲတဲ့ဒါဆိုဒီကောင်ကဘာဖြစ်နေလဲပေါ့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဒီမှာ note id ရေးရင်ဒီမှာ note id ဒီတိုင်းလေးပဲရေးလိုက်တယ် note id မှန်နေပါတယ်ထားပါတော့တစ်ချက်ပြန်ပိတ်လိုက်မယ်ပိတ်ပြီးဒီကောင်တစ်ချက် request ထားပါတော့ကျွန်တော်အကုန်ဖြတ်ချလိုက်အောင်ပါဖြတ်ချလိုက်ပြီးတော့ဒီမှာ login ပြန်ဝင်လိုက်ပြီအကုန်အစားပြန်လုပ်လိုက်တော့မယ်နော်ထားပါတော့ဒီမှာ new http ပေါ့ okay အဲ့ထဲမှာကျွန်တော်တို့ကဒီမှာ post method နဲ့ login ဝင်မယ်ဆိုထားပါတော့ localhost 8000/
login ဆိုပြီးလာမယ်ဒါပြင် body ထဲမှာကျတော့ကျွန်တော်တို့ကဒီမှာ raw ထဲမှာဒီဟို JSON ယူလိုက်မယ် okay အဲ့ထဲမှာကျွန်တော်တို့ကemail ရော email ကိုကျွန်တော်ကဒီမှာ alex@gmail.com ထားလိုက်မယ်ပြီးတော့ password ကိုpassword ပေါ့ password တော့ကျွန်တော်ပေးခဲ့တဲ့ password တိုင်းပဲထည့်ပြရအောင်เนาะဒါတော့ဒီမှာ login ဝင်လိုက်မယ်ဟော server မှာ run ထားပြအောင် okay server ပြန် run လိုက်မယ်အဲ့တော့ share run ကြည့်လိုက်မယ် sorry server က run နေပါတယ်ဟော80ဖြစ်8000ဖြစ်ရမှာ broadcast ဆမ်းမယ်အဲ့ဒါဆိုဒီမှာ token ရပြီအဲ့ဒီ token နဲ့ကျွန်တော် ယူလိုက်မယ်ယူပြီးတော့ကျွန်တော် authorization ရဲ့ဒီ bearer token ထဲမှာအဲ့ဒီ token ကိုကျွန်တော်တစ်ချက် paste ချလိုက်မယ် okay ရသွားပြီ token ရပြီဆိုတော့ကကျွန်တော်ကဘာဆက်လုပ်မလဲဆိုတော့ဒီမှာ node route ကိုသွားမယ်ပေါ့နော် node တစ်ချက် create လုပ်ကြည့်လိုက်မယ်အဆင်ပြေလားပေါ့ create လုပ်ကြည့်မယ်ဆိုတော့ node တစ်ခုပေါ့ title first API ပေါ့နော်ပြီးတော့ description okay ဂျန်ရေးထားလိုက်မယ် send လုပ်ကြည့်လိုက်မယ်message not created oh sorry no မဟုတ်နော် no created ဆိုတာ no created လို့အဆင်ပြေတယ်ဒါဆိုဒီကောင်တစ်ချက် refresh လုပ်ချင် note က3ခုတောင်ရှိနေရเนาะဒါဆိုကျွန်တော်တို့မှာget method နဲ့လည်းတစ်ချက် send ကြည့်လိုက်မယ်ဗျာအကုန်လိုက် send လိုက်မယ် okay ဒါဆို note 3ခုရှိတယ်တစ်ခုချင်းစီယူခြင်းလည်းရှားလိုက်မယ်ပေါ့နော်ထားပါတော့အဲ့ထဲမှာကျွန်တော်ကဘာကို delete လုပ်မလဲဆိုတော့ဒီအပေါ်ဆုံးအကောင် note ဆိုတဲ့ကောင်လေး delete လုပ်လိုက်မယ် title note နဲ့ရှိတဲ့ကောင်ရှိတာကပြကျွန်တော် database ထဲမှာဆိုရင်ဒီမှာ note ရှိတယ်note title ရှိတယ် first API ဆိုပြီးရှိတယ်ဒီကောင်ကိုကျွန်တော်တစ်ချက် delete ကြည့်လိုက်မယ်နော် delete ကြည့်မယ်ဆိုတော့တစ်ချက် copy ကူးလိုက်မယ် copy ကူးပြီးတော့ကဒီမှာဒီကျွန်တော်တို့ရဲ့ဒီ ID ထည့်ပြလိုက်မယ်နော်ဘာနဲ့လာမလဲဆိုတော့ delete method နဲ့လာမှာ send လုပ်လိုက်မယ်ဒီကောင်ကဘာဖြစ်နေလဲဆိုတော့ note ID တဲ့ဒီတိုင်းကြီးပဲပေါ်နေရနော်note ID နဲ့ဒီတိုင်းပဲပေါ်နေရအဲ့ဒါဆိုဒီကောင်တစ်ချက်ကျွန်တော်ဟိုဘက်ဒီချက်စမ်းကြည့်လိုက်ပါဒီမှာလည်း note ID မှန်နေပါတယ်အော်ကျွန်တော်ဒီမှာမသိရသေးဘူးတွေ့လား file မသိရသေးတဲ့အကြောင်းဖြစ်နေတာ sorry ပါအဲ့ကောင်လည်းတစ်ချက်သတိထားနော်ရှိတဲ့အချိန်ကျရင်လည်းဒီ file ဒီကောင် name တွေတူနေရမယ်တူနေရဆိုအခု error တက်နေရ file မသိရသေးတဲ့အကြောင်းဖြစ်နေရနော်ထားပါတော့ okay ဒါဆိုဒီကောင်ရပါပြီဆိုတော့ကျွန်တော်ဒီကောင်တစ်ချက်ပြန်စမ်းကြည့်လိုက်မယ်အဲ့ဒါဆိုဒီလား note delete ဆိုပြီးပြသွားပြီဒါဆိုရင်ကောင်အဆင်ပြေပြီပေါ့နော်ဒါဆိုဒီမှာ database သွားကြည့်လိုက်မယ်ကြည့်ပြီးတော့ refresh ချက်လုပ်ကြည့်လိုက်မယ်ဒါဆိုဒီမှာဘာမှမရှိတော့ဘူးပေါ့နော် okay ဒါဆိုရင်mail ဆိုရင်လည်းအဆင်ပြေမယ်လို့ထင်တယ်ဒါကဘာလဲဆိုတော့ delete လုပ်တဲ့အပိုင်းပေါ့နော် okay ထားပါတော့ delete လုပ်တဲ့အပိုင်းပြီးဆိုတော့နောက်ထပ်တစ်ပိုင်းကဘာပဲကျန်လဲဆိုတော့ဒီမှာ update လုပ်တဲ့အပိုင်းပဲကျန်တော့တယ်ပေါ့နော် update လုပ်တဲ့အပိုင်းတော့ကျွန်တော်ကနောက် video ကြမှာဒါဆက်ပြီးတော့ပြောပြပြီးသွားပါမယ်နော် okay ဒါဆိုရင်ဒီ video မှာပြောပြရတဲ့ဒီ delete လုပ်တဲ့အပိုင်းကိုတော့mail ဆိုအနေနဲ့အဆင်ပြေမယ်လို့ထင်ပါတယ်နောက် video မှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်